ကစားမလည်းဖြစ်အသင်းပိုင်ရှင်လည်းဖြစ်ရန်ဒိုရဲ့ထူးခြားတဲ့ဘောလုံးမပွားနောက်ထပ်စာမျက်နှာပြည်သူများလုံးဝမင်္ဂလာပါများနိုင်ပလတ်အားကစား channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးကပါထူးခြားတဲ့မြင်ကွင်းတွေကိုအများနဲ့တွေ့ရတတ်ပါတယ်ဒါပေမဲ့မိနစ်တနေ့ကတွေ့ခဲ့ရတဲ့မြင်ကွင်းကတော့ပုံမှန်ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်ခွေချာရန်ဒိုဟာသူလည်းရှိကစားနေတဲ့ NSR အသင်းနဲ့သူရှယ်ယာတစ်စင်းပိုင်းပိုင်ဆိုင်ထားတဲ့စပိန်ကလပ်အမာရီယာရဲ့ယာတီချိုချေစမ်းပွဲကိုကွင်းဝေပွဲကြီးစဉ်ကနေတည်ငြိမ်စွာနဲ့ထိုင်ကြည့်နေခဲ့ပါတယ်ဒီမြင်ကွင်းဟာပရိသတ်တွေအတွက်မေကွန်းတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်ကမ္ဘာဘောလုံးသမိုင်းရဲ့အကြော်ကြားဆုံးကစားမတစ်ယောက်ဟာအခုချိန်မှာကစားမဘွားကိုသာဆက်လက်ဖြတ်သန်းနေတာလားဒါမှမဟုတ်ဘောလုံးစီမံခန့်ခွဲသူယင်းနှမြုံနယ်သူတရားအဖြစ်နဲ့ပါသူ့ရဲ့အနာဂတ်တွေကိုစတင်တည်ဆောက်နေပြီလားဆိုတာပါပဲဒီဘက်မှာ Red ဟာကွင်းထဲကိုဝင်မကစားခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့ဒီရှင်းမှုကပွဲထက်တောင်မှပိုပြီးသတင်းဖြစ်ခဲ့ပါတယ်ဒီဘက်မှာသူနေပေါင်းများစွာဆက်လက်အောင်မြင်မှုစ조사နေတဲ့ NSR အသင်းရှိနေတယ်နောက်တစ်ဘက်မှာတော့အနာဂတ်အတွက်ယင်းနှမြုံနယ်ထားတဲ့ Amaria ရှိနေပါတယ်ပုံမှန်ဆိုရင်ပရိသတ်တွေကဘယ်အသင်းကိုအားပေးနေမလဲဆိုတာမေးကြပေမဲ့ Red ကတော့ဒီပွဲဟာအရှုံးနိုင်ထက်ပိုတဲ့တေးပဲတွေရှိနေပါတယ်ကစားမတယောက်ရဲ့အမြင်နဲ့လည်းကြည့်တယ်အသင်းအနာဂတ်ကိုစဉ်းစားနေတဲ့ယင်းနှမြုံနယ်သူတယောက်ရဲ့အမြင်နဲ့လည်းကြည့်နေပါတယ်ဒါကစားမတယောက်အတွက်မကြာခဏကြုံရတဲ့အခြေအနေမျိုးမဟုတ်ပါဘူးRed ကိုလူများစုကသွင်းကိုတွေစံချိန်တွေချန်ပီယံဆုတွေအကြောင်းသတိရကြပါတယ်ဒါပေမဲ့အသက်အရွယ်တစ်ခုကိုရောက်လာချိန်မှာတော့သူ့ရဲ့လှုပ်ရှားမှုတွေကကွင်းထဲမှာမကန့်သက်တော့ပါဘူးဟိုတယ်လုပ်ငန်းတွေကျန်းမာရေးလုပ်ငန်းတွေဖက်ရှင်မီဒီယာနဲ့နေပညာလုပ်ငန်းတွေမှာယင်းနှမြုံနယ်လာခဲ့တယ်လို့အခုဆိုရင်ဘောလုံးအသင်းရဲ့ရှယ်ယာကိုပါပိုင်ဆိုင်လာခဲ့ပါတယ်ဒါဟာဘောလုံးသမားဘဝပြီးဆုံးသွားတဲ့အချိန်မှာဘာလို့မလဲဆိုတာအချက်ဘောလုံးနဲ့ဆက်ပြီးဘလို့ပုံစံနဲ့ရှင်းသန်သွားမလဲဆိုတာကိုကြိုတင်ပြင်ဆင်ထားတဲ့လှုပ်ရှားမှုတစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်အမာရီယာအတွက်လည်းရိုနယ်ဒိုရဲ့ပါဝင်မှုအရေးကြီးပါတယ်သူကအသင်းကိုဆင်းအုပ်ချုပ်နေတဲ့ပိုင်ရှင်မဟုတ်ပေမဲ့ရိုဒိုဆိုတဲ့နာမည်တစ်ခုကအသင်းရဲ့အမတ်တစိမ့်တန်ပေါ်ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုနဲ့စီးပွားရေးအခွင့်အလမ်းတွေကိုမြင့်တင်ပေးနိုင်ပါတယ်ကစားဘောလုံးအကစားကိုချစ်မြတ်နိုးတဲ့ညီကိုတွေအနေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါအခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်ကလပ်အသင်းနိုင်ငံအသင်းအစုံရဲ့ဂျာစီတွေကို player version, fan version နဲ့ time made one set တွေအပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ်Ryan Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချေစနစ်နဲ့ရောင်းချပေးနေတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ကြီးဝယ်ယူအားပေးခြင်းတဲ့ညီကိုလေးတွေနဲ့ YGN ဂျာစီ short ရဲ့ Facebook page Messenger မှာသွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါပါရီရဲ့အော်ဆာလွန်မှုကကွင်းထဲမှာနေမဟုတ်ပဲကွင်းမြပါအထိဘလောက်တောင်ကြီးမားလဲဆိုတာကို Red ကထပ်ပြီးတက်တည်ပြနေပါတယ်ဒီယာဒီဂျိုပွဲမှာ Amaria က NSR ကိုအနိုင်ရခဲ့ပေမဲ့ပရိသတ်တွေပြောနေကြတာကရလက်ထက် Red ရဲ့အခန်းကဏ္ဍအကြောင်းကပုံများပါတယ်သူအနိုင်ရတဲ့အသင်းရဲ့ရှယ်ယာရှင်တယောက်ဖြစ်တယ်လို့ရှုံးနေတဲ့အသင်းရဲ့အဓိကစစ်ပွဲလည်းဖြစ်နေပါတယ်ဒီလိုအခြေအနေမျိုးကိုဘောလုံးလောကမှာမကြာခဏမြင်ရအောင်မဟုတ်ပါဘူးအဲဒါကြောင့်ပဲဒီပွဲကရာသီကြိုချေစမ်းပွဲဆိုတာထက် Red ရဲ့ဘဝအခန်းကဏ္ဍကိုပြသလိုက်တဲ့ပွဲတစ်ပွဲအဖြစ်ပို့ပြီးတော့မှတ်တမ်းဝင်သွားခဲ့ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုဟာသူ့ရဲ့အသက်40နာကိုရောက်လာပေမဲ့ဘောလုံးပေါ်လွှမ်းမိုးနိုင်စွမ်းကတော့ရော့ကျမသွားသေးပါဘူးအရင်တော့သူကကွင်းထဲမှာဂိုးတွေသွင်းပြီးပရိသတ်တွေကိုအားအသင်းစေခဲ့တယ်အခုတော့ကွင်းပြင်မှာသူလုံးနေတဲ့ဆုံးဖြတ်ချက်တွေကပဲဘောလုံးလောကကိုအားအသင်းစေခဲ့ပါတယ်သူကစားမဘွားကိုစတင်ထားရင်နောက်တစ်ဆင့်ဖြစ်တဲ့ဘောလုံးစီးပွားရေးအသင်းတီဆောက်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဘက်ကိုတပြိုင်နက်တည်းခြေလှမ်းနေပါတယ်တချို့သောကနဝေစားမတွေဟာအနားယူပြီးမှနေပြဖြစ်ကြတယ်တချို့ကအားကစားဝေဖန်သူတွေဖြစ်ကြတယ်တချို့ကအသင်းပိုင်ရှင်တွေဖြစ်လာကြတယ်ဒါပေမဲ့ Red ကတော့မြခင်းစင်းကိုကြောခိုင်းမရသေးခင်ကစားမဘွားမပြီးဆုံးသေးခင်ကလေးကနောက်ထပ်ဘွားအတွက်အုံမြင့်ချနေပြီဆိုတာဒီဖြစ်ရက်ကတက်တည်ပြနေပါတယ်ဒါအတွက်အောင်မြင်မှုတွေကနောက်ထပ်ဆန်ရင်တခုမဟုတ်ပေမဲ့လည်းအနာဂတ်အတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကတခုဖြစ်နိုင်ပါတယ်ဘောလုံးပရိသတ်တွေအတွက်တော့မနေ့ကမြင်ကွင်းဟာဂိုးတွေရလက်တွေထက်ပိုပြီးတော့အထိပ္ပယ်ရှိခဲ့ပါတယ်ကောဘောလုံးလောကရဲ့ကြီးကျယ်ဆုံးကစားမတယောက်ဟာသူ့ရဲ့နောက်ထပ်ဘွားကိုဘယ်လိုတီဆောက်နေတယ်ဆိုတာကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာပါပဲRed ကစားမအဖြစ်တမိုင်းရေးသားခဲ့ပြီးသားပါအခုတော့အသင်းယင်းနှမြုံနယ်သူဘောလုံးစီးပွားရေးလုပ်ငန်းရှင်တယောက်အဖြစ်နောက်ထပ်တမိုင်းတစ်ခုကိုထပ်ရေးဖို့စတင်နေပြီလို့ပြောရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုကလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ